NGO လောက်ကန်ခွင်လန်းတွေကိုဘယ်နေရာကနေရှာဖွေကြမလဲသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးဆက်ကြည့်လိုက်မယ်နော်မြန်မာနိုင်ငံသားတွေအတွက် NGO နဲ့ပတ်သက်လို့ရှိရင်ရှာဖွေမှုအများဆုံး website လေးကတော့မိမှုလို့ခေါ်ကြတယ်ပေါ့နော် Job for Myanmar Nation နဲ့ဒီ website လေးဖြစ်ပါတယ် link လေးကိုလည်း comment ထဲမှာပေးထားမယ်ပေါ့နော်ဒါလေးကိုလည်းဝင်ကြည့်လို့ရပါတယ်ဒုတိယပြပြပေးခြင်းတဲ့ website လေးကတော့ UN Job in Myanmar ပေါ့နော်သူကတော့ဒီကုလသမဂ္ဂဖွဲ့စည်းနဲ့ပတ်သက်တဲ့အလုပ်ကိုင်းနေရှာဖွေလို့ရပါတယ် MIMU ထဲမှာဆိုလို့ရှိရင်ခုနောက်ပိုင်းဒီကုလသမဂ္ဂ UN နဲ့ပတ်သက်တဲ့အလုပ်ကိုင်းနေနဲလာရပေါ့နော်ဆိုတော့ဒီမှာဝင်ကြည့်လို့ရပါတယ်နောက်ဆုံးပြပြပေးခြင်းနဲ့ရှာဖွေရမယ့်နေရာလေးကတော့အဓိကသူက website တော့မဟုတ်ဘူးပေါ့နော် Google မှာ Embassy Job in Myanmar ဆိုပြီးတော့ရိုက်လိုက်ပါဒါဆိုလို့ရှိရင်တော့သက်ဆိုင်ရာ Embassy တွေရဲ့ပေါ့နော်job vacancy ပေါ်လာလိမ့်မယ်အဲ့ဒီကနေမှလောက်ရှိနေရဆိုလို့ရှိရင်တော့သွားပြီးတော့ရှောက်ပြီးတော့ရှာမှာဖြစ်ပါတယ်သူက MSC အများကြီးဖြစ်တဲ့အတွက်တစ်ခုချင်းတော့ပြောပြလို့မရဘူးပေါ့နော်ဆိုတော့ဒီ website လေးသုံးခုကတော့ဒါအများဆုံးရှာဖွေကြတဲ့နေရာလေးပေါ့နော်ဒီဗီဒီယိုလေးကနေပြီးတော့ဘူးတူတာလေးတစ်ခုရပါဖို့မျှော်လင့်ပါတယ်အားလုံးပဲဆင်ပြေကြပါစေ